တရက်ဗျာကျွန်တော်ကကျွန်တော်မိမဒီမိဆိုင်ကမောင်းနေဆိုင်ကမောင်းနေတော့ခေါင်းထဲမှာဒီလိုပဲဗျာတောင်တွေးမြောက်တွေးရှောက်တွေးတာပေါ့အဲ့ချိန်မှာကျွန်တော်တို့ဒီအပြိုင်ဆက်ကြဗလားတွေအကြောင်းဆိုပြီးခေါင်းအတွေးရခဏရောက်သွားတော့အပြိုင်ဆက်ကြဗလားမှာကဆက်ကြဗလားတွေမှာဆိုရင်ပေါ့နော်ခုဒီကပါတီဆက်ကြဗလားတွေမှာကျွန်တော်ရှိနေတယ်လို့ပဲတခြားဒီကျွန်တော်တို့ ਨੇ ပြိုင်ဆက်ကြဗလားတွေမှာလဲကျွန်တော်တွေရှိနေဗျာကျွန်တော်ဆိုတဲ့ကောင်တွေရှိနေဒါပေမဲ့ဘာရှင်တော့ကွဲနေမှာပေါ့ဘာရှင်တော့ကွဲနေမှာအဲဆိုကျွန်တော်တွေးလိုက်တာဟိုတခြားပြိုင်ဆက်ကြဗလားငါရဲ့တခြားဘာရှင်တွေပေါ့နော်ဒီချိန်ဆိုဘာလုပ်နေကြမလဲမသိဘူးအဲ့ဒါတွေးနေရင်တယောက်တည်းတွေးနေရင်ဟိုဘယ်လိုပြောမလဲတိုင်ပင်ဘက်ရမလားဆိုပြီးတော့မိမကိုလမ်းမေးရဗျမိမရေဆိုဘာတော့နဲ့ကိုစဉ်းစားနေရတော့ဒီချိန်ဆိုရင်လို့ကိုအပြိုင်ဆက်ကြဗလားမှရှိနေတယ်ကိုရဲ့တခြားပါရှင်းတွေကဘာလုပ်နေကြမလဲမသိဘူးနော်လို့မေးလိုက်တယ်သူကလည်းပြင်ဖြေပါတယ်အလုံးလုံးနေကြမှာပေါ့တဲ့ဘာဖြစ်လို့လဲပေါ့ကျွန်တော်မေးလိုက်တော့ကိုကသူတို့အစားပါအနားယူနေလို့လေတဲ့ကောင်းပါတယ်ကောင်းတယ်ရန်ကောင်းတယ်မိမ